မေရိကန်နိုင်ငံအတွင်းမှာထုတ်လုပ်လာခဲ့တာနှစ်ပေါင်း232နှစ်ရှိလာခဲ့ပြီဖြစ်ပါတယ်1 cent ပြားစီလေးများကို1992ခုနှစ်ကနေစပြီး17ရက်17လ2025ခုနှစ်အချိန်ထိထုတ်လုပ်ပြီးလည်ပတ်သုံးစွဲနေတဲ့ငွေကြေးဖြစ်ပါတယ်1 cent တပြားစီလေးများ၏ထုတ်လုပ်မှုကုန်ကျငွေဟာ3.69ဖြစ်ပါတယ်စိတ်မကောင်းစွာနဲ့ပဲအမေရိကန်နိုင်ငံရဲ့ President ဖြစ်သူ Donald Trump နဲ့တာဝန်ရှိလူကြီးများမှာ1 cent တပြားစီလေးများအားထုတ်လုပ်ခြင်းအား12ရက်17လ2025ခုနှစ်နေ့တွင်ထုတ်လုပ်ခြင်းအားရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းမီဒီယာများမှတဆင့်တရားဝင်ထုတ်ပြောလာခဲ့ပါတယ်ထုတ်လုပ်ခြင်းရပ်ဆိုင်းလိုက်ပြီဖြစ်သည့်အတွက်ကြောင့်မို့အကျွေးစိတ်လေးများအားစုဆောင်းနေသူလူများအတွက်ဖြစ်စေအမြတ်တနိုးတန်ဖိုးထားသူလူများအတွက်ဖြစ်စေစုဆောင်းလိုသူများအတွက်တန်ဖိုးကြီးလာမှာဖြစ်ပါတယ်ကျွန်တော်အရှိမမြင်တွေ့နေရတဲ့အကျွေးစိတ်များကိုဒီဗီဒီယိုလေးကိုကြည့်ရှုနေသူကျွန်တော်မိတ်ဆွေများအတွက်ဖြစ်စေအကျွေးစိလေးများအားစုဆောင်းလိုသူများအတွက်ဖြစ်စေပြန်လဲဝေမျှပြီးမြေတားလက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်ဒီမှာရှိနေတဲ့အကျွေးစိအကုန်လုံးကိုပေးအပ်သွားမှာဖြစ်ပေမဲ့ကျွန်တော်မှာရှိနေတဲ့တပြားကိုတော့အစီတစီလေးကိုတော့ကျွန်တော်ပေးမှာမဟုတ်ဘူးနော်ကျွန်တော်ပေးမှာမဟုတ်ဘူးနော်လုံးဝပေးမှာမဟုတ်ဘူးနော်ပေါက်တယ်နော်ပြားစီလေးများဟာဟောင်းလေတန်ဖိုးပိုရှိလာမှာဖြစ်ပါတယ်1 cent တပြားအစီလေးရဲ့ရှေ့မျက်နှာပြင်ဖြစ်ပါတယ်နောက်ကျောဖက်ဖြစ်ပါတယ်ကျွန်တော်ကတော့ထိုးမဲနိုင်ဖြစ်ပါတယ် RSN